ပြီခုံထိုးမယ်ခုံထိုးပြီဗျာကောင်းလိုက်တာရောကောင်းလိုက်တာဒီက9000ပါပါပြီမြန်မာပဲဗျဘိုက်ခေါင်းလေးကြားလိုက်တာဗျဘိုက်ခေါင်းရှယ်ရီပါပဲဗျာပါပြောဘာလို့မသိတော့ဘူးနော်အေးပြီးပါပြီဗျာဗျာကဲပြီးပြီလားကဲကိုမင်းသားဒီတော့ကကျွန်တော်စားပေးပိုက်ခေါက်ပြီးတော့ပြီးသွားမှလို့မြင်နေဗျာနော်